နာမှုမှအဖွင့်နှုတ်ဆက်စကားပြောချခြင်းနှစ်ကျောင်းဆရာကြီးမှအမှားစကားပြောချခြင်းသုံး YLE School ကျောင်းသားကျောင်းသူများမှအာဇာနည်နေ့အကြောင်းဟောပြောခြင်းမတိမဒိဆမ်မနေမောင်ဒေးဗစ်ယာမတော်မအစတာနိုဘယ်လို့ဖြစ်ပါတယ်အစီအစဉ်လေးရဆရာကြီးသုံးမှအာဇာနည်နေ့တမိုင်းနဲ့အတိတ်ပဲကောင်းစီဟောပြောခြင်းအစီအစဉ်ကဆရာလုံးမအားလက်ဆောင်ပေးအပ်ခြင်းအစီအစဉ်6ကျောင်းဆရာကြီးမှကျေးဇူးတင်စကားပြောကြားခြင်းအစီအစဉ်9အခမ်းအနားမှုမှအခမ်းအနားပြည်ကြီးကျောင်းပညာရှင်တို့ဖြစ်ပါတယ်အစီအစဉ်1ရအခမ်းအနားမှုမှအဖွင့်နှုတ်ဆက်စကားပြောကြားခြင်းဖြစ်ပါတယ်အစီအစဉ်2အရကျောင်းဆရာကြီးမှအမှားစကားပြောကြားရာလေးစားစွာဖိတ်ကြားပါတယ်အားလုံးမင်္ဂလာပါမင်္ဂလာပါဆရာဟုတ်ပြီဒါဒီနေ့เนาะဆရာတို့အာဇာနည်နေ့ဆိုတာမင်းတို့တွေမမေ့အောင်ပေါ့เนาะမမေ့အောင်ပြီးရင်ဘယ်လောက်ထိဆရာတို့နိုင်ငံကเนาะဒီအာဇာနည်နေ့ကိုနှစ်စဉ်နှစ်တိုင်းเนาะဆရာတို့အကြောင်းပြင်မဟုတ်ဘူးဟိုးရန်ကုန်မန္တလေးအကြောင်းနေလဲเนาะဒီကလေးမျိုးမှာရှိတဲ့အကြောင်းနေရလဲသူတို့အာဇာနည်နေ့ကိုเนาะအောက်မေ့တဲ့နေနဲ့เนาะဆရာအဲ့ဒီအကြောင်းတော့အများကြီးမပြောတော့ဘူးအောက်မေ့တဲ့နေနဲ့ဒါမျိုးလေးပေါ်ပြပွဲလေးတွေပြီးရင်နောက်ပဋိသင်ပွဲလေးတွေเนาะခိုင်စာကုန်ကြံပွဲလေးတွေပြပါတယ်ဟုတ်ပြီเนาะဒီကမျိုးနဲ့ပတ်သက်ပြီးမျိုးရဲ့เนาะအဖြစ်ကြီးလာကျောင်းစာအုပ်ကိုပဲစာအုပ်ရဲ့ပညာဒီပဲမဟုတ်ဘူးเนาะဒီအပြင်ကဘူးကြီးကအဲ့ဒါမျိုးအရင်ပြီးဖိုက်တာလေတို့တွေပြီးအောင်လို့เนาะဆရာတို့ကဒီစီစဉ်ကိုပြင်ပေးရတယ်เนาะတကယ်နည်းကတော့ဆရာတို့ကဒီတိုင်းကဘယ်လိုမျိုးလေးကြာနော်ဘယ်လိုမျိုးလေးကြာတာဖြစ်တယ်ဒါမျိုးဆရာတို့တနည်းနည်းလေးတောင်းတဲ့တဲ့အတွက်တူပြီးမှเนาะတူအမှန်တရားလို့တာဖြစ်တယ်ဟုတ်ပြီเนาะနောက်တစ်ချိန်မှာကျွန်တော်တို့เนาะတန်းလေးတွေကြီးလာတဲ့ချိန်ကျရင်เนาะလူတို့အာနာတို့လဲတာတို့တို့စားပြเนาะအားလုံးကိုကြည့်ကြည့်เนาะနောက်စကားပြောကြားပြီးတော့ဆရာပြောပြီးဒီမှာဒီလိုရဝါဒဒီကျောင်းသားကျောင်းသူများအာဇာနည်နေ့အကြောင်းဟောပြောခြင်းဖြစ်ပါတယ်နံပါတ်1မဒီစမ်းမှာပြောကြားသွားမှာဖြစ်ပါတယ်Every year we must celebrate Martyrs' Day. On July 19th, it is a day to remember great leaders who served our country. General Asa and other leaders gave their lives from Myanmar. We remember their love and sacrifice. On this day, we show respect and pray for peace in our country. We should love one another and help build a better Myanmar.အားလုံးပဲမင်္ဂလာပါလိမ္မာလိုက်ကြတာနော်အားလုံးများရေးလာတာဆိုတော့ကြိုက်ထိုင်နေမှမလားထိုင်နေမှာပါနော်ရလိမ္မာတယ်ကွာကြိုက်ရလိမ္မာကြတယ်ခုလိုတွေ့ဆုံရတာအများကြီးကျေးဇူးတင်ပါတယ်လို့နော်
ကျွန်တော်ကတော့ဒီလူပဲနော်ဘုံလို့ကျွန်တော်လည်းတတရုံးနဲ့ပြက်မောင်းလည်းမကွာဘူးလीနော်ဘလို့ဝစ်စုံလဲဝက်လာမလို့ပဲသူဆက်ကြည့်ဝက်လာနေတဲ့ရုံဝစ်စုံပဲဝက်လာခဲဆိုလို့ရုံဝစ်စုံဝက်လာတော့ဆိုတော့တူဖြစ်ပါခုလိုတွေ့ရတာညာကြီးကျေးဇူးတင်ပါတယ်အချိန်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဖိတ်ကြားပေးတဲ့ဆရာကြီးလည်းကျေးဇူးတင်တယ်ဆရာဆရာမတွေအားလုံးလည်းကျေးဇူးတင်တယ်ဘယ်လိုလဲရှင်မဘယ်နဲ့ဘောနော်ဆရာကြီးကျွန်တော်ကိုကြားတယ်ပြကျွန်တော်လည်းလူအများကြီးဟောဘူးတာလည်းမဟုတ်ပါဘူးကလေးတွေနဲ့ဆိုတော့ပူဆိုးတယ်Sunday school တော့မှမသိဘူးဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီဆရာကြီးကဒီနေ့မှအကြောင်းကိုစာပြီးတော့ဒီထောင်တာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့တကယ်ချင်းကျွန်တော်နဲ့ဘောလုံးကပေါ်ကဖက်ပါတကယ်ချင်းဆိုတော့သူကနေတယ်ကျွန်တော်ကနည်းနည်းကြီးပြီးဆိုတော့ဘယ်လိုတကယ်ချင်းဖြစ်တာလဲလို့အော်နေမှာဆိုလို့ဘောလုံးကပေါ်ကဖက်ပြီးဖြစ်တယ်ခေနဲ့ဟာဖြစ်တယ်ကကျွန်တော်ရဲ့တက်နိုင်တဲ့နေရာနေအားပေးချင်တဲ့အတွက်ဒီကနေ့ကိုကျွန်တော်လာရောက်ပြီးတော့ပါဝင်ဖြစ်စီပေးတာဖြစ်ပါတယ်လို့เนาะပြီးတော့ကျွန်တော်တို့နိုင်ငံမှာလည်းတမ်ပူထားကျွန်တော်နိုင်ငံတင်ဖို့ပါဘူးနိုင်ငံတိုင်းကနေပြီးတော့ဒီအာဇာနည်ဆိုတာကိုတမ်ပူထားတဲ့ကိစ္စကိုကျွန်တော်တို့ကလေးတွေရင်ထဲမှာဆွဲကြံရအောင်ခုလိုကျင်းပပေးတာနိုင်ငံသားတယောက်နေနဲ့ကျေးဇူးအများကြီးတင်ပါတယ်လို့ဒီအကြောင်းကိုပြောချင်ပါတယ်အခုလိုကျင်းပနိုင်တဲ့နေရာတော်တော်ရှားသွားပြီတော်လေးကိုရှားနေပါပြီလို့နော်ဒီချိန်မှာအခုလိုကျင်းပနိုင်တာပဲကျေးဇူးတင်ပါတယ်အများကြီးလည်းကျွန်တော်ပြောဖို့မရည်ရွယ်ပါဘူးအာဇာနည်ဆိုတဲ့ကိစ္စဒီခုနလေးတဲ့ကျွန်တော်သားတို့သမီးတို့ပြောကြပြီးတော့အင်္ဂလိပ်การพูดถึงเรื่องยังของเดอาชีวิตတင်တယ်တီးပြီးဖြစ်ပါလိမ့်မယ်အာဇာနည်ဆိုတဲ့ဟာလေးဒါမဲ့ကျွန်တော်ကပြီးစွတ်ပြီးတော့ကျွန်တော်ပြောချင်တာကတော့เนาะဒီကျွန်တော်နာမည်ကိုတိကျလားမသိဘူးခုနဆရာမပြောတာဒီလိုဟိုဘယ်လိုပြောတာပြောလာဆရာတို့ကပြောစရာမလိုအောင်ဟိုကိုကျူးစားကြတယ်ထင်တယ်နော်လမ်းမှာတွေ့နေပေါ်ပါလို့နော်ကျေးဇူးများတင်ပါတယ်